မင်္ဂလာပါရာကျော် entertainment ကကြိုဆိုပါတယ်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ ကိုဝင်မဆောင်ခြင်းသူများအစားကိုဝင်ဆောင်ပေးမဲ့ကိုဝင်ဆောင်စက်ရုပ်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဟုတ်ပါတယ်မိတ်ဆွေစက်ရုပ်တွေကလည်းကိုဝင်ဆောင်လာနိုင်တော့မှာပါဘလို့နီးနဲ့ကိုဝင်ဆောင်မလဲဆိုတော့တားအိမ်အတူထဲမှာတန်ဒေတာကိုထိမ့်သိမ်းထားခြင်းဖြင့်ကိုဝင်ဆောင်မှာပါ ဒီသတင်းကိုထုတ်ပြန်တာကတော့တရုတ်နိုင်ငံအခြေစိုက် Kaiwa Technology Company ဖြစ်ပါတယ်။အဲဒီ company ဟာကမ္ဘာပထမဆုံးဖြစ်လာမဲ့ကုန်ဝင်ဆောင်စက်ရုပ်ကိုဖန်တီးမဲ့စိတ်ကူးကိုစတင်မိတ်ဆက်လက်တာဖြစ်ပါတယ်။သူတို့ရဲ့စိတ်ကူးအရာစက်ရုပ်ရဲ့1 byte အတွင်းမှာတားအိမ်တူကိုထည့်ထားပြီးတန်တွေသားကိုဆဲလာတိုင်တိုင်လွှဲထားမှာပါ။အချိန်စေးတဲ့အခါမှာတော့ကလေးကိုမွေးဖွားပေးမှာပါ။ Kaiwa Technology Company ကပြင်းပြအဖြစ် yuan တသိန်းအောက်ပမာဏနဲ့ရောင်းချပေးမယ်အဲ့ဒီစက်ရုပ်တွေကို2026ခုနှစ်မှာစတင်မိတ်ဆက်ပေးသွားမယ်လို့ဆိုပါတယ်။ Kaiwa Technology Company ကနိုင်ရန်နိပညာတက်ဖို့နဲ့ပူးပေါင်းပြီးကိုဝန်ဆောင်စက်ရုပ်ဖန်တီးမဲ့စိတ်ကူးကို2025ခုနှစ်ကမ္ဘာစက်ရုပ်ညီလာခံမှာကင်ပြခဲ့တာပါ။သူတို့တင်ပြတဲ့စီကူအရာကိုဝန်ဆောင်စက်ရုပ်ဆိုတာလာမစေပဲမွေးလာတဲ့ကလေးငယ်တွေကိုအနှွေးထပ်ပေးတဲ့ကိရိယာတစ်ခုဖြစ်ယုံတာမကတကယ်လူသားအရွယ်အစားအတိုင်းတားအိမ်လန်ပါဝင်တဲ့လူဒူစက်ရုပ်ဖြစ်ပြီးတန်တေတီချင်းမှဒီမွေးဖွားခြင်းအထိလုပ်ငန်းစဉ်တစ်ခုလုံးကိုအစားထိုးပေးနိုင်စွမ်းရှိမယ်လို့ကုမ္ပဏီတီထောင်သူကျန်းချီဖန်ကဆိုပါတယ်အဓိကအားဖြင့်ဒီနည်းပညာမှာအရေးကြီးဆုံးကတားရင်အတူနည်းပညာထိပါတယ်အဲ့ဒီတားရင်အတူထဲမှာရေမွားကြီးတစ်ခုပါဝင်ပါတယ်ဒါပေမဲ့တန်တေသားကတော့အစ်စ်ပါတန်တေသားကအဲ့ဒီတားရင်နဲ့ရေမွားကြီးထဲမှာတဖြည်းဖြည်းကြီးပြင်းလာမှဖြစ်ပါတယ်ဒါအပြင်တဘာဝအတိုင်းဖြစ်တဲ့ကိုဝန်ဆောင်မှုပုံစံကိုတရန်တူတူပါပြီးဖန်တီးထားတဲ့ပိုင်လုံးငယ်မှာတစ်စင်တားအိမ်ကအာဟာရကိုစုပ်ယူပါတယ်လက်ရှိမှာတော့ဒီနီးပညာကလက်တွေ့အသုံးချနိုင်တဲ့အဆင့်ထိရောက်ရှိနေပြီလို့ကျန်းကြီးဖန်ကပြောပါတယ်ဒီနီးပညာကခိုင်မာတဲ့ရလက်တွေထွက်ပေါ်လာပြီးသားဆိုတာကိုတရိတ်ဆန်တွေနဲ့လက်တွေစမ်းသပ်မှုတွေလောက်ဆောင်ရမှာမြင်တွေ့ခဲ့ရပြီပါပြီ2019ခုနှစ်တုန်းကဖီလာဒယ်ဖီးယားကလေးစီယိုမှာသုတေသနပညာရှင်များကလာမစီပဲမွေးလာတဲ့တိုးပေါက်ငယ်လေးကိုဇီဝအိတ်လို့ခေါ်တဲ့ AGM မှာထည့်ပြီးတိုးပေါက်လေးရဲ့ခန္ဓာကိုယ်ကနေတိုးမွေးလေးတွေထပ်တဲ့အထိတည်င်းဘက်၄ဘက်ကြာအောင်ထားနိုင်ခဲ့ပြီးအောင်မြင်မှုလည်းရခဲ့ပါတယ်။အဲ့ဒီအိတ်ထဲမှာကစားရည်ကိုအခြေခံထားတဲ့ရင်းများကြီးအတူထည့်ထားတာပါ။အာဟာရအတွက်တော့ပိုင်လုံးငယ်လေးနဲ့ချက်ကျိုးကနေတရှင်ပို့ပေးထားခဲ့တာပါ။ဒါကြောင့်အခုလက်ရှိအကောင့်ထဲဖော်မဲ့နီးပညာကလည်းအောင်မြင်နိုင်ခြင်းများပါတယ်။မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာမျှဝေပေးသွားပါဦး။ဒီသတင်းကတော့မြဝတီသတင်းစာမှာကောင်းလို့တင်ပြတာပါ။